မန်စီးတီးအသင်းရဲ့မှန်ကန်တဲ့အားဖြည့်မှုဖြစ်လာတဲ့ချာကီလာမည့်ရာသီမန်စီးတီးအသင်းအတွက်အသစ်ခေါ်ယူအားဖြည့်ထားတဲ့ကစားသမားတွေကတော့တကယ့်ကိုရင်ခုန်စစ်လို့ရှားပွဲရာပေးစမ်းပါအောင်မယ်ဒီထဲမှာပြင်သစ်လူငယ်ကျယ်ပွင့်ရိုင်ယန်ချာကီကတော့ပရိသတ်တွေကိုပို့ပြီးတော့စောင့်ကြည့်ကြပါအောင်မယ်ဘာလို့လဲဆိုတော့ဒီလူငယ်လေးရဲ့ခြေစမ်းကတော်တော်လေးကိုအားရစရာကောင်းပါတယ်ဗျာချာကီနဲ့ပတ်သက်ပြီးဦးနရီကအခုလိုချီးကျူးခဲ့ပါတယ်ဒီကောင်လေးကဘောလုံးသမိုင်းမှာအလိန်ခောက်တော်တော်လေးကိုလှင်မြန်တဲ့လူငယ်လေးပါသူ့လိုလှင်မြန်တဲ့ကစားသမားမျိုးကျွန်တော်တို့အများကြီးမတွေ့ဘူးပါဘူးလက်ရှိမှာတော့ဦးနရီချီးကျူးခဲ့တဲ့အသက်22နှစ်အရွယ်ချာကီတယောက်မန်စီးတီးအသင်းထံတရားဝင်ပြောင်းရွှေ့ရောက်ရှိလို့လာခဲ့ပါပြီမန်စီးတီးအသင်းဟာသူ့အတွက်ပြောင်းရွှေ့ရေးပေါင်းတန်း30တာပေးခဲ့ရတာဖြစ်လို့အရန်ကိုတန်တဲ့အပြောင်းရွှေ့တစ်ခုပဲလို့ပြောရမယ်ထင်ပါတယ်မန်စီးတီးအတွက်တော့ချာကီစီကလှင်မြန်တဲ့အလိန်ခောက်တွေအပြင်တွင်ကိုတွေပါထပ်ဆင့်ရခဲ့မယ်ဆိုရင်တော့ဒါဟာအပေါင်းလက္ခဏာဆောင်တဲ့အပြောင်းရွှေ့တစ်ခုပါပဲလို့ပြောလို့ရပါတယ်ဒီကိုရိုအနေနဲ့ဘောလုံးဝဲများနဲ့ဆလော်ဂိမ်းများကိုငွေကြေးပိုင်းယုံကြည်စိတ်ချစွာကစားကြမှာက Viber 3995866581ကိုလာရောက်ဆက်သွယ်စော်ကားလို့ရပါပြီကျေးဇူးတင်ပါတယ်